ကျွန်တော်ကိုလာစားသောဂိုးပေါင်းများ33အန်ဂျယ်မင်းလက်စတာဆောက်တန်3လုံး60အနိုင်နှစ်သင်းစလုံးဟာရုံရင်းပျက်စီးမှုကိုနောက်ကားခံထားပါတယ်နှစ်သင်းစလုံးဟာချန်ပီယံရှစ်မှာလေပြန်ရှူဖို့အဆင်သင့်ဖြစ်နေကြပြီဒီမှာဘာမှလုပ်เสียမရှိကြတော့ပါဘူးဒါပေမဲ့တန်းစင်းဆောင်အသင်းချင်းပြန်တွေ့ကြတဲ့အခါကိုစီမာနာလေးတွေခေါင်းထောင်လာဖို့တော့ရှိပါတယ်လက်စတာတိုက်စစ်ကယုံစားခြင်းစရာတစ်စက်မှမရှိပေမဲ့ကင်းပါဝါပရိသတ်ကြီးရှိတော်မှအနိုင်ဆုံးတစ်ချိန်တော့ပောက်ကွဲပြကြဖို့ဆုံးဖြတ်ထားကြမှာပါဆောက်တန်နိုင်ငံလည်းတရားဝင်တန်းစင်းပါပြီဆိုမှဂိုးတွေပုံမှန်ရနေတာတွေ့နိုင်ပါလိမ့်မယ်ဒါတွေကအသင်းငယ်တွေဟာသူတို့ပခုံးပေါ်ကဖိအားတွေဖယ်ရှားပေးခံလိုက်ရပြီဆိုဇောင်းကြွတတ်တဲ့သဘောတဘာဝအတိုင်းပဲဖြစ်ပါလိမ့်မယ်နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဗီလာတသင်းကိုပဲဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပြီးဖူဟန်ဝက်ဆန်စပါခရစ္စတယ်ပဲလေဟူဖ်နဲ့လီဗာပူးတို့ကိုပြတ်မှတ်ထိခဲ့ပါတယ်ဒီဟာဒီခံစစ်အညံဆုံးနှစ်သင်းရဲ့စီဂျင်နဲ့ဖြစ်တယ်လို့ထိတိုက်တွေ့ဆုံမှုတွေမှာလည်းဂိုးလုံးနိုင်ခဲ့ကြတာများပါတယ်2-1ပတ်လည်နဲ့အနိုင်ဆုံးစတင်မဲ့ပွဲမှာဂိုးပေါ်ကစားဖို့ဝင်လေးမနေတော့ပါဘူးလိုက်ပဇစ်ဘိုင်ယန်မြို့နဲ့3လုံးအပြည့်ရှုံးလိုက်ပဇစ်ရဲ့စိတ်ပြတ်ဖွယ်ရာသီတစ်ခုပဲဖြစ်ပါတယ်ရုံးကန်စစ်ကိုပြင်ဆင်ရင်အဆင့်5ကိုရောက်နေပေမဲ့သူတို့ရဲ့အားသာချက်တိုင်းဟာတပွဲတစ်မျိုးယိုစီးထွက်ကြနေတမြဲပါနီးပြချုပ်တွေ့ကြုံမရှိသေးတဲ့ဟန်ဂေရီနီးပြကိုဆွဲခံထားတာကလုံးဝအဖြစ်ဆန်ပါတယ်ဒါပေမဲ့အိမ်ကွင်းဆိုဂိုးရဖို့ဆန်းဆန်းကြီးစောင့်စားရလေတော့မရှိပါဘူးဆိုးတာကအဲ့ဒီဂိုးတွေအဖက်တင်စေနိုင်စွမ်းမဲ့ခံစင်မျိုးပိုင်ဆိုင်မထားတာပါပဲဘိုင်ယန်ကဒီပွဲအနိုင်ရရင်ချန်ပီယံဖြစ်ပါပြီဘဝမှာပထမဦးဆုံးရလာမဲ့တကိုးစားစုဖလားအတွက်ကိန်းဟာပိုပြီးညှက်ကစားလာပါလိမ့်မယ်လိနောက်ဆုံး9ပွဲမှာ15ဂိုးသွင်းယူထားတဲ့တိုက်စစ်ကလိုက်ပဇစ်ခံစစ်မှာကြောင်ပြောက်နေစရာမရှိပါဘူးဟက်တူဟက်မှာလည်းနောက်ဆုံးတွေ့ဆုံခဲ့တဲ့ပြိုင်ပွဲစုံ9ပွဲစလုံးအပြန်အလှန်သွင်းဂိုးတွေရှာတွေ့ခဲ့ကြတာရှိပါတယ်ပြီးခဲ့တဲ့ဘက်ကဘိုင်ယန်ဂိုးပေါ်4ဂိုးပြေးဖို့တကိုးအလိုမှာရက်သွားပေမဲ့ဒီပွဲတော့အဲ့ဒီအပိတ်စီရောက်အောင်လာပါလိမ့်မယ်ဝက်ဆန်စပါ3လုံး30ရှုံးဒါပေစစ်ကြီးမဟုတ်ပေမဲ့လန်ဒန်အသင်းချင်းတွေ့ဆုံမှုမှာပုံမှန်ထက်ပိုသောတိုက်ခိုက်လူစိတ်တလက်ရှိနိုင်ပါတယ်သူတို့နှစ်သင်းစလုံးဘာမှမဖြစ်နိုင်တော့ပေမဲ့သူတို့ရဲ့ဂုဏ်သိက္ခာအရေးမြစ်တွေကြောင့်ကစားအားကိုလျှော့ချလိုက်ဖို့မရှိသေးပါဘူးဘာကြောင့်ရွေးရတယ်ဆိုတာကရှင်းပါတယ်နှစ်သင်းစလုံးဂိုးတပြမှုမှာအောင်နိုင်လိမ့်ရှိပြီးဂိုးပေါက်ထွင်းဝိဇ္ဇာတွေကိုအားပေးအားမြောက်ပြုလွန်းတတ်တဲ့ခံစစ်တွေလည်းပိုင်ဆိုင်ထားတာကြောင့်ပါဂိုးပေါ်ကစားဖို့ပဲနိုးကြွမှုဖြစ်ပေါ်နေပါတယ်ရွေးချယ်မှုလက်စတာဂိုးပေါ်ဘိုင်ယန်မြူးနစ်ဂိုးပေါ်ဝက်ဆန်ဂိုးပေါ်